အားလုံးပဲမင်္ဂလာပါပေါ့ရှင်အခုကတော့AutoCAD ကိုစပြီးလေ့လာမယ်ပေါ့နော်လေ့လာမယ်သူတွေအတွက်လိုအပ်တာလေးကိုပြောပြပေးချင်တာဖြစ်ပါတယ်တကယ်ပေါ့နော် AutoCAD နဲ့လုပ်ပြီးတော့ဆရာကြီးဖြစ်နေတဲ့သူတွေအတွက်တော့မပါဘူးပေါ့နော်ဒါကတော့စပြီးတော့အခြေခံလေးကိုပဲလေ့လာနေတဲ့လူတွေအတွက်ရည်ရွယ်ပြီးတော့ပြောပြပေးချင်တာလေးတစ်ခုရှိပါတယ်အဲ့ဒါတော့အရင်ဆုံးအနေနဲ့ AutoCAD ဆွဲမယ်ဆိုရင်အများကြီးတော့မလိုပါဘူးเนาะ AutoCAD ကအရင်မခက်ပါဘူးလွယ်ပါတယ်ဒါပေမဲ့ကိုယ်နဲ့ use to ဖြစ်ဖို့တော့လိုတာပေါ့เนาะအများနဲ့သုံးနေလို့ရှိရင်အရင်ကိုလွယ်ပါတယ်ခက်ခဲမရှိပါဘူးအဲ့တော့ AutoCAD ကိုအရင်ဆုံးတော့စဖွင့်မယ်ပေါ့เนาะအခုကတော့စပြီးပြောပြပေးမှာတော့ AutoCAD 2021ကိုပြောပြမှာပေါ့เนาะအဲဆိုရင် AutoCAD 2021ကိုဖွင့်လိုက်မယ်ပေါ့เนาะဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီဘာလို့ဖွင့်ပြရလဲဆိုတော့ဒီမှာစပြီးကြားတဲ့ဘောက်လေးကိုရှင်းပြကြလို့ပေါ့နော်အဲ့မှာသူက start up ဘောက်ပေါ့နော်ဒါလေးကို start up ဘောက်လို့ခေါ်တယ်အဲ့ဒီမှာသူကကိုကဘာနဲ့ဆွဲမှာလဲကိုဆွဲပြီဆိုကြတဲ့ဒီမြန်မာနိုင်ငံမှာသုံးနေတာပေလက်မရှိရယ်မီလီမီတာရှိရယ်ပေါ့နော်အဲ့တော့ကြတော့ဒီဟာလေးဒီမှာတော့အမှတ်ပေးမှတ်နေဖို့လွယ်နော်ဒါလေးဖြစ်နေမှာဆိုတော့တကယ်လို့ဒါလေးဖြစ်နေခဲ့တယ်ဆိုရင်ဒီဟာလေးကိုပြောင်းပေးလိုက်အဲ့မှာပြောင်းပေးလိုက်လို့ရှိရင်imperial ရှိရယ် metric ရှိရယ် imperial ကကြတော့ပေလက်မကိုပြောတာ metric ဆိုတာတော့မီလီမီတာကိုပြောတာပေါ့နော်အဲ့တော့တကယ်လုပ်ငန်းမှာလုပ်နေတာလေမီလီမီတာနဲ့ပဲလုပ်တာများတဲ့အတွက်မီလီမီတာနဲ့ပဲဆွဲပြမယ်အဲ့တော့ဒီဟာလေးကိုမီလီမီတာကိုဝင်လိုက်ပေါ့နော်ဒီမီလီမီတာလေးမှာဝင်ထားပြီးသားဖြစ်နေတဲ့အတွက် okay လုပ်လိုက်မယ်ဒီဟာလေးကတော့ဖွင့်ဖို့လိုပါတယ်ပေါ့နော်ကိုဆွဲနေရတော့ကြာရင်မီလီမီတာမဟုတ်ဘဲနဲ့ပေလက်မတွေဖြစ်နေမှာဆိုတော့ပေါ့နော်ဒါလေးကတော့တစ်ချက်လုပ်ဖို့လိုပါတယ်တကယ်လို့အဲ့ဒီဘောက်လေးကိုမကြလာဘူးဆိုရင်လည်းကြတဲ့ဟာလေးလည်းပြပြမယ်ပေါ့နော်အဲ့ဒါနေပြီးတော့ဒီမှာ AutoCAD စာမျက်နှာကြီးပွင့်သွားပြီပေါ့နော် AutoCAD ကြီးပွင့်သွားပြီအဲ့အချိန်မှာအခေါ်အဝေါ်လေးတွေကိုပြပြချင်တာပေါ့နော်အခေါ်အဝေါ်လေးတွေကအရင်ဆုံးအနေနဲ့ပေါ့နော်ဒီ mouse ရှိရယ် mouse ရယ်mouse မှာဆိုရင် left click right click ဒါကတော့အကုန်လုံးကသိကြပြီးသားဖြစ်မှာပေါ့နော် left click ရှိရယ် right click ရှိရယ် click မှာဘိန်းလုံးလေးရှိရယ်ဘိန်းလုံးလေးကိုအလွယ်အနေနဲ့ပြောလိုက်မယ် middle mouse ပေါ့နော် middle mouse ရှိရယ် middle mouse လို့လည်းခေါ်တယ်ပေါ့နော်အဲ့လိုမျိုး AutoCAD မှာအများသောအားဖြင့်ဘာကိုပဲသုံးရလဲဆိုလို့ရှိရင်တော့ left click ပေါ့နော် left click ကိုပဲလက်ညှိုး click လေးကိုပဲများသောအားဖြင့်သုံးရပါတယ်လက်ညှိုးလေးနဲ့ပဲအများတော့အကုန်လုံးဒီပါလက်ညှိုးကိုပဲသုံးရပါတယ်ဒီ right click ကတော့အသုံးနည်းတယ်ပေါ့နော်လက်ညှိုးကိုအဓိကထားတတ်ဖို့အရင်လေ့ကျင့်ရမှာပေါ့နော်ဒီမှာဆိုလို့ရှိရင် AutoCAD ဆိုပြီးတော့ဒီအပေါ်မှာအတန်းကြီးရှိရယ်ပေါ့နော်အပေါ်ဆုံးအတန်းရှိရယ်အဲ့အတန်းကတော့ code asset လို့ခေါ်ရယ်ပေါ့နော်သူကတော့ဒီလျင်လျင်မြန်မြန်နဲ့ယူသုံးလို့ရတဲ့ code asset ပေါ့နော် code asset toolbar လို့ခေါ်တယ်ဒီအောက်ကဟာလေးတွေတော့သူက AutoCAD menu bar ပေါ့နော်ဒီအောက်မှာရှိရယ်menu bar လို့လည်းခေါ်တယ်အဲ့ဒါပြီးရင်ဒီအောက်မှာရှိရဲ့ဒီဥပမာဒါလေးတွေပေါ့ line တို့polygon line တို့အဲ့ဒါလေးကိုဘာလို့ခေါ်လဲဆိုတော့ ribbon လို့ခေါ်ရပေါ့နော် ribbon ဆိုတာတော့အဓိကပြောရရင်တော့ command ပါပဲ command လို့လည်းခေါ်တယ်ပေါ့နော်အဲ့ဒါလေးရှိရဲ့အဲ့ဒါလေးပြီးရင်ဒီအောက်မှာဘာရှိလဲဆိုဒီမှာ top ရှိရယ် 2D wire frame ရှိရယ်အခုကAutoCAD ကိုဆွဲမယ်ဆိုရင်တော့အကုန်လုံးက 2D ကိုပဲအရင်စဆွဲရမှာပေါ့နော် 2D ဆိုလို့ရှိရင်တော့top view ပေါ့နော် 2D view က top view ကနေပဲဆွဲရမှာပါကိုဆွဲနေတဲ့ view ကမှန်ဖို့တော့လိုပါတယ်ဒီဟာလေးကိုထောက်လိုက်လို့ရှိရင်လည်း top view 2D မှာဆိုလို့ရှိရင် view က top view bottom view left view right view front view back view ဆိုပြီးတော့view 6ခုရှိရယ်ပေါ့နော် view က6ခုရှိရယ်ဒီအောက်ကဟာကတော့သူက 3D view ပေါ့နော် SW isometric SENENW ပေါ့ဒါကတော့ 3D view မှာသုံးရတဲ့ဟာပေါ့နော်ဒါပေမဲ့ 2D view ကိုဆွဲပြီဆိုလို့ရှိရင်တော့ top view ကနေပဲဆွဲရမှာပေါ့နော်စာအုပ်တစ်အုပ်ကိုအပေါ်ကနေကြည့်နေတဲ့ပုံစံမျိုးအနေနဲ့ပဲသူ့ကို top view ကနေပဲထားဆွဲရမှာပြီးတော့ဒီဘက်မှာလည်း 2D wire frame ဖြစ်နေရမှာပေါ့နော်တကယ်လို့3D ဆွဲပြီးဆိုရင်ကိုက realistic တွေ shaded တွေအဲ့လိုမျိုးတွေပြောင်းအောင်မှာပေါ့နော် 2D ကိုဆွဲမဲ့ဟာကတော့ 2D ဖြစ်နေတဲ့အတွက်ဒီနေရာမှာ top view ဖြစ်ရမယ် 2D wire frame ဖြစ်ရမယ်ပေါ့နော်ဒါလေးကိုလည်းစစ်ဖို့လိုပါတယ်ပြီးသွားလို့ရှိရင်တော့ဒီမှာအခုလှုပ်နေတဲ့ဒီအပေါင်းလက္ခဏာပုံစံလေးပေါ့နော်အဲ့ဒါကတော့ cursor လို့ခေါ်ရပေါ့နော်သူက cursor ပါအဲ့ဒါပြီးလို့ရှိရင်ဒီအောက်မှာရှိနေတဲ့ဟာကတော့
သူကတော့ command promote area လို့ခေါ်ရပေါ့နော် command bar လို့လည်းခေါ်တယ်ဘာလို့လဲဆိုတော့ဒီမှာကိုရိုက်လိုက်တဲ့ command တွေအားလုံးကဒီနားတွေမှာပဲတက်နေမှာဖြစ်တယ်အဲ့တော့ဒါကတော့ command bar လို့လည်းခေါ်ပါတယ်အခုလောလောဆယ်မှာတော့ဒါကတော့ဘာမှမရရသေးတဲ့အတွက်ဒါသူ original ပါတဲ့ဟာတွေပဲမြင်နေရတာပေါ့နော်အဲ့လိုမျိုးရှိရယ်ပြီးတော့ဒီနားလေးမှာ y axis ရယ် x axis ရယ်နှစ်ခုရှိနေတယ်အဲ့ဒါလေးကတော့ UCS လို့ခေါ်ပါတယ်ပေါ့နော်ဒီကရွှေ့လိုက်တယ်ဒီဟာလေးကတော့ UCS လို့ခေါ်ပါတယ်သူကတော့2 review ဖြစ်တဲ့အတွက်ဝင်ရုံးကလည်းနှစ်ခုပဲရှိမယ် H ဝင်ရုံးရယ် Y ဝင်ရုံးရယ်နှစ်ခုပဲရှိရယ်အဲ့တော့ဒီ UCS က H ရယ် Y ရယ်ဖြစ်နေရပါမယ်တကယ်လို့ပေါ့နော်3 review ဖြစ်သွားပြီဆိုရင်တော့သူကတော့ဝင်ရုံးက3ခုဖြစ်သွားမယ်ပေါ့နော်ဝင်ရုံး3ခုဖြစ်သွားမယ်ဒီမှာ H Y Z ပေါ့နော်3ခုဖြစ်နေမယ်ဒါပေမဲ့အခုလောလောဆယ်ပြောပြမှာ2 review ဖြစ်တဲ့အတွက်2 review ပဲထားရမှာပေါ့နော်တော်view ထားရမယ်ဒီနေရာမှာ UCS ကX axis ရှိရယ် Y axis ရှိရယ်အဲ့ဒါလေးလည်းမှန်ကိုဆွဲတော့မယ်ဆိုရင်ဒါလေးတွေကတော့စစ်ပေးဖို့လိုပါတယ်ပြီးလို့ရှိရင်သူ့မှာပြောပြချင်တာကဒီတစ်ခုခု comment ရိုက်ပြီးရင် under ခောက်လိုက်ဆိုတာလေးတော့ကြားဘူးမှာပေါ့နော်တကယ်အဲ့ under ဆိုတာကkeyboard မှာပါတယ် under ဆိုတဲ့ဟာကိုနှိပ်ရင်လည်းရတယ်တကယ်လို့ under ဆိုတဲ့ဟာကိုမနှိပ်ဘဲနဲ့ space bar ကိုနှိပ်ရင်လည်းAutoCAD မှာသဘောတရားတူတယ် under ရယ် space bar ရယ်ကသဘောတရားတူတယ်အဲ့တော့အဲ့ဒါလေးကိုလည်းမှတ်ထားရမယ်တစ်ခုခုဆိုလို့ရှိရင် under ကိုသွားနှိပ်ရတာနည်းလက်ကဝေးနေတော့ကြတော့ပေါ့နော် space bar ကိုပုတ်လိုက်လို့ရှိရင်လည်းအတူတူပဲဒါ under ကိုနှိပ်တယ်လို့ပဲပြောလို့ရတယ်under ဒီ under ကလည်းအရင်အသုံးဝင်ပါတယ် under နှိပ်ဖို့ကလည်းပေါ့နော်ပြီးလို့ရှိရင်ကိုက command တွေရိုက်လိုက်မယ်ဆိုလို့ရှိရင်ကိုရိုက်လိုက်တဲ့ command ကပေါ့နော်ဒီမှာပေါ်နေမှာပေါ့နော်ဥပမာအနေနဲ့L လို့ရိုက်လိုက်တာနဲ့သူကဒီမှာ L ဆိုပြီးပြနေရယ်အဲ့လိုမျိုးလေးပေါ့ကိုရိုက်လိုက်တဲ့ command ကဒီအောက်ဆုံးသားလေးမှာသူပြနေမှာပါအမြဲတမ်းကိုရိုက်လိုက်တာဘာတွေရိုက်လိုက်တယ်ဆိုတာဒီဥစ္စာမှာလည်းဒီ command area မှာတော့ပေါ့နော်အမြဲတမ်းသွားစစ်ဖို့လိုပါတယ်ပြီးလို့ရှိရင်command တစ်ခုပေါ့နော်ဥပမာအနေနဲ့ဒါ command ဆွဲတဲ့ဟာလည်းပြောပြရမယ်ဒါလေးက knowledge အနေနဲ့ပြောပြတာပေါ့နော်command တစ်ခုရိုက်ပြီးတဲ့အခါတိုင်းမှာ enter ခောက်လိုက်လို့ရှိရင်လည်း command ကထွက်သွားပါတယ်တကယ်လို့ပေါ့နော် enter မခောက်ဘဲနဲ့ enter မခောက်ချင်လို့ escape ကိုနှိပ်ရင်လည်းcommand ထွက်ပါတယ်အဲဆိုတော့ကြတော့ command ထွက်ချင်တယ်ဆိုလို့ရှိရင် enter ကိုပဲနှိပ်escape ပေါ့နော် esc ဆိုတဲ့ခလုံးလေးကိုပဲနှိပ်အတူတူပါပဲသဘောတရားပါပေါ့နော်AutoCAD ကတော့ပေါ့နော်အခြေခံအနေနဲ့ engineer တိုင်းနှီးပါးအခြေခံအနေနဲ့သိထားသင့်တဲ့ software တစ်ခုလို့တော့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ဘယ် software တွေကိုပဲသုံးသုံးAutoCAD ကတော့ကုမ္ပဏီတိုင်းလုပ်ငန်းတိုင်းက AutoCAD ကတော့မသုံးမဖြစ်သုံးတဲ့ software တစ်ခုလည်းဖြစ်တယ်။အဲ့တော့ကိုကကျွမ်းကျွမ်းကျင်ကျင်မသုံးတတ်ဘူးဆိုရင်တော့အခြေခံသဘောတရားကတော့သိကိုသိထားရမှာပေါ့နော်။ဥပမာသူများစီကရောက်လာတဲ့ drawing တွေ AutoCAD ဆိုလို့ရှိရင်လည်းတိုင်းတတ်ရမယ်estimate တွက်တယ်ဆိုလည်းတိုင်းတတ်ရမယ်သူ့ရဲ့ဟိုပါပေါ့နော်အဲ့မှာဆိုလို့ရှိရင်အတိုင်းအတာတွေကြီးတတ်ရမယ် drawing တွေကြီးတတ်ရမယ်အဲ့ဆိုလို့ရှိရင်ဒီ AutoCAD နဲ့ပဲတချို့ကကြတော့ AutoCAD ဖိုင်ပေးပြီးတော့ estimate တွက်ရတာရှိရပေါ့နော် design လုပ်မယ်ဆိုရင်လည်းတချို့က AutoCAD ဆွဲပြီးသား archi drawing တွေပေးတတ်ကြရပေါ့နော်အဲ့လိုမျိုးတွေပေါ့တော်တော်များများ AutoCAD နဲ့ပဲလာတယ်အဲ့တော့ကိုကလည်း AutoCAD နဲ့ပဲပြန်လုပ်ကြတာများတယ်ပေါ့နော်အားကြောင့်မလို့ AutoCAD ကတော့သိကိုသိထားကြမှာပေါ့နော်သိထားလို့လုံးဝမမှားတဲ့ software တစ်ခုလည်းဖြစ်တယ်လို့ပြောချင်ပါတယ်ပေါ့နော်အဲ့တော့တိတ်လည်းမခက်ဘူးဆိုတော့ကြတော့ရအောင်လုပ်ကြမယ်ပေါ့နော်AutoCAD ရယ်သူ့မှာဖိုင်နေမှာပေါ့နော်ဖိုင်တိုင်းမှာဖိုင် type ဆိုတာရှိရယ်ဥပမာ Word ဖိုင်တို့ Excel ဖိုင်တို့သူ့မှာဖိုင် type အမျိုးအစားရှိရယ် AutoCAD ကြတော့ဘာဖိုင်အမျိုးအစားလဲဆိုတော့ AutoCAD က DWG ဖိုင်အမျိုးအစားဖြစ်တယ်သူ့ကိုဆေ့လို့ရှိရင် DWG ဖိုင်နဲ့ပဲသူကဆေ့ရမှာပေါ့နော်တကယ်လို့အကယ်၍ပေါ့နော် DWG ဖိုင်မဟုတ်ဘူးဆိုရင်တော့ဒါတစ်ခုခုလွဲနေလို့ပေါ့နော်သူများကပို့လာတယ်ဆိုရင်နောက်က .dwg လို့ပါတာနဲ့AutoCAD ဖိုင်ဆိုတာသိကိုသိနေရမှာပေါ့နော်ပြီးလို့ရှိရင် AutoCAD ကအခု2021နဲ့ဆွဲတယ်ဆိုရင်လည်းသူကဘလို့ပဲဖြစ်ဖြစ်version ကိုနှိပ်ပြီးတော့ဆေ့ပေးရမှာပေါ့နော်အားကြောင့်အမြဲတမ်း2010နဲ့ဆေ့ရတော့အကောင်းဆုံးပဲ
အသင့်တော်ဆုံးလည်းဖြစ်တယ်ပေါ့နော်အဲ့တော့2010နဲ့ဆေးရမယ်ဆေးပုံဆေးမျိုးလည်းပြပါမယ်ဘလို့ DWG ဆိုတာဘလို့ဟာကိုပြောချင်တာလဲဆိုတော့ဥမာအနေနဲ့ပေါ့နော်သူကဘာမှမဆွဲလို့ရှိရင်တော့ဆေးမှာမဟုတ်ဘူးအဲ့တော့တစ်ခုခုဆွဲလိုက်မယ်ဒီမှာဆေးလိုက်မယ်ဆေးမယ်ဆိုလို့ရှိရင်ဒီ AutoCAD ဆိုတာလေးပေါ်နေလိမ့်မယ်အဲ့ဒီမှာဆေးဆိုတာလေးရှိရယ်အဲ့ဒါကိုတစ်ချက်နဲ့ကိုယ်ဘယ်မှာဆေးမှာလဲပေါ့နော်အဲ့တော့ desktop ပေါ်မှာဆေးလိုက်မယ် desktop ပေါ်မှာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကို file name ဘာပေးချင်တာလဲပေါ့နော်ပေးချင်တဲ့ file name ကိုပေးလိုက်မယ်အားကြောင့်AutoCAD ပေါ့နော် knowledge ဆိုပြီးတော့ကြတော့သူ့ကိုဆေးလိုက်မယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီအောက်မှာ file name ပေါ့ file name ကတော့ဒါပေးလိုက်ပြီကိုကြိုက်တဲ့ file name တစ်ခုကိုပေးလိုက်ပြီ file type ဆိုတာရှိရယ်အဲ့မှာဒီမှာခွန်းစာကွန်မြင့်နဲ့လည်း .dwg ဆိုတာပြနေရယ်ပြီးတော့ကြာရင်ဒီမှာ AutoCAD 2010ပေါ့နော်ဒါဒီအဲ့လိုမျိုးသူ့ကိုထောက်လိုက်လို့ရှိရင်ကိုဘာ file နဲ့ဆေးချင်တာလဲဆိုပြီးတော့လည်းပေါ်နေလိမ့်မယ်DWG နဲ့ပဲပေါ်ဆေးရမှာပေါ့နော်အောက်ကဟာတွေကတော့နောက်ကျမှထပ်ပြောပြမယ်DWG ဆိုလို့ရှိရင်2010ရှိရယ်2009 2004ဆိုပြီးတော့အမျိုးမျိုးရှိရယ်တကယ်လို့ကိုကဘာနဲ့ဆေးချင်တာလဲပေါ့2013လား2010လားအဲ့ရွေးပေးရမယ်ပေါ့နော်အဲ့မှာအဲ့လိုမျိုးရွေးပြီးတဲ့အချိန်ကျရင်ဒီ save ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ဒါဒီ file က save ပြီးသွားပြီပေါ့နော်အဲ့ file ကိုအခု desktop ပေါ်မှာတင်ခဲ့ရဖြစ်တဲ့အတွက် desktop ပေါ်ကိုသွားကြည့်မယ် desktop ပေါ်ကိုသွားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒီ file လေးကပေါ်နေလိမ့်မယ်ပေါ့နော်အဲ့မှာ file ကပေါ်နေလိမ့်မယ်ဆိုရင်ဒီ file ကအမျိုးအစားကဒီမှာလည်းပြနေရ AutoCAD knowledge နောက်က DW တဲ့စောနာကဆေးတဲ့ဟာ backup file ဖြစ်သွားပါတော့เนาะတကယ်ဒီမှာကြည့်ရမှာဒီ file ကဒီမှာသူ့ရဲ့ဒီပုံလည်းမပေါ်ဘူးပေါ့เนาะဒါက backup file တကယ်ကတော့ဒီမှာကြည့်ရမှာအဲ့မှာဒီမှာလည်း DWG လို့ပြနေတယ်အဲ့ဒါမှသူက file အမှန်ပေါ့เนาะအဲ့ဒါသူ့ရဲ့ file ပေါ့เนาะဆေးလိုက်တဲ့ file အဲ့ DWG ဆိုတာဖြစ်နေရမယ်တို့ Excel မှာဆိုလည်းရှိရယ်နောက်မှာဆို .hms ပေါ့เนาะအဲ့လိုမျိုးလေးအသီးသီးရှိရယ်အခုအဲ့လိုမျိုးအခြေခံသဘောတရားတွေပြောပြီးသားပြီဆိုရင်တော့ဘာကိုပြောချင်လဲဆိုတော့ဒါပေါ့နော် line တွေပါစဆွဲတာကိုစပြီးပြောမယ်ပေါ့နော်ပြီးလို့ရှိရင်တစ်ခုပြောချင်တာကိုဆွဲနေတဲ့ AutoCAD က version ဘယ်လောက်လဲဆိုတာတော့သိထားဖို့လိုရပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီပေါ်မှာလည်းပေါ်နေဒီ AutoCAD ဆိုတဲ့ software ကြီးက Autodesk ဆိုတဲ့ကုမ္ပဏီကနေလာဖြစ်တဲ့အတွက် AutoCAD 2021နောက်ကတော့ကိုစစ်ထားတဲ့လမ်းကြောင်းကိုပြနေတာပေါ့နော်အဲ့ဒါလေးတွေကတော့ဒီမှာလည်း DWG ဆိုတာပြနေတယ်ဒါကတော့ file မစစ်ခင်ဆိုတော့ဒါကတော့ပြမှာမဟုတ်ဘူးပေါ့နော်အခုဥမာ new ခေါ်လိုက်မယ် new ခေါ်လိုက်လို့မယ်ဆိုလို့ရှိရင်သူကတော့မပြဘူးပေါ့နော်file name တွေပါတွေကကိုပေးထားတဲ့နာမည်တွေမဟုတ်သေးဘူးသူ့မှာရှိနေတဲ့နာမည်ပေါ့နော်DWG drawing 2 DWG ဆိုပြီးတော့ပေါ်နေတာပေါ့နော်ပြီးလို့ရှိရင် file အသစ်ပေါ့နော်အခုဥမာဒီစာမျက်နှာကြီးအများကြီးတချို့ဆိုအများကြီးဆွဲကြရပေါ့နော်ဒီဥပမာအနေနဲ့ဆိုလို့ရှိရင် plan ဒီဟာ site တစ်ခုနောက်ထပ်လည်းနောက်တစ် site ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်စာမျက်နှာအသစ်တွေခေါ်ဆွဲတာပေါ့အဲ့လိုမျိုးခေါ်ဆွဲလို့ရတယ်အဲ့ဒါဒီမှာရှိနေတဲ့ plus ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ဒါသူအသစ်တွေခေါ်သွားတာပေါ့နော်ဒါလေးကို plus လေးကိုနှိပ်လိုက်အောင်မယ်တကယ်လို့အဲ့လိုမျိုးမပေါ်ခဲ့ဘူးတချို့ဟာတွေမပေါ်ဘူးမရှိဘူးဆိုလို့ရှိရင်လည်း control နဲ့ n နဲ့ကိုနှိပ်လိုက်ပါဖိုင်တစ်ခွာလေးပေါ့နောက်ကျတစ်ချက်ပြန်ကြည့်လိုက်အောင်ပေါ့နော်ဒီကနေခေါ်သွားလို့ရတယ်ပေါ့နော် black လေးကိုနှိပ်ပြီးခေါ်သွားလို့ရတယ်တကယ်လို့ဒီဖိုင်မျိုးကျွန်တော်တို့လည်းဒီမှာချက်ချေကလေးရှိရဲဒါလေးတွေနဲ့ထွက်သွားလိုက်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီဖိုင်လေးကိုပြန်ရောက်သွားလိမ့်မယ်ပေါ့နော်ကိုဖိုင်ခေါ်ရဲဆိုရင်ဒီ black ကိုနှိပ်ပြီးခေါ်ရပေါ့နော်လွယ်ပါတယ်တကယ်လို့အဲ့လိုမခေါ်ဘူးဆိုရင်လည်းဒီမှာ new ဆိုတာရှိရဲnew နှိပ်ပြီးတော့ခေါ်ပေါ့နော် new နှိပ်ပြီးခေါ်လို့ရှိရင်လည်းသူကမေးတယ်အဲ့ကြရင်ကိုကဘာနဲ့ဆွဲမှာလဲဆိုပြီးတော့ကြံရေးလို့ရတယ်အဲ့ဒါနဲ့လည်းဖွင့်လို့ရတယ်ပေါ့နော်ဖိုင်ကြီးကတော့မျိုးဖွင့်လို့ရတယ်အခုဥပမာအနေနဲ့ဒီမှာဖွင့်လိုက်လို့ရှိရင်ဒီမှာအောက်မှာ grid line ကြီးတွေအကွက်ကွက်တွေဖြစ်နေတာရှိရဲအဲ့ဒါတွေကိုကိုကတကယ်လို့ပေါ့နော်ဖွင့်ကျင်တယ်ဆိုလည်းဖွင့်ထားလို့ရတယ်မျက်စိရှုပ်တယ်ဖွင့်မထားချင်ဘူးဆိုရင်လည်းပိတ်ထားလို့ရတယ်အဲ့ချိန်မှာဒီနားလေးမှာပေါ့နော် grid mode ဆိုပြီးတော့ရှိရယ်grid mode ဆိုတာလေးကို on လိုက်လို့ရှိရင်သူကသူပိတ်သွားလိမ့်မယ်ပြန်ပေါ်ချင်တယ်ဆိုလည်းဒါလေးကိုတစ်ချက်နှိပ်လိုက်ပိတ်ချင်တယ်ဆိုပြီးတစ်ချက်နှိပ်လိုက်ပေါ့နော်တကယ်လို့အဲ့ဒါကိုမနှိပ်ချင်ဘူးဆိုလို့ရှိရင်လည်းမနှိပ်ချင်ဘူးဆိုရင်လည်း
F7 ကိုနှိပ်လို့လည်းရတယ် F7 ဆိုရင်ဒါ grid ကို on off လုပ်တာပေါ့နော်ဒီအောက်လေးမှာလည်းသူကပေါ်နေလိမ့်မယ်ဒီပုံတစ်ချက်မကလစ်နဲ့ထောက်အောင်မဲ့တင်အောင်မဲ့တင်လိုက်လို့ရှိရင်လည်းဒီမှာ display drawing grid on နဲ့ grid ကို on ထားရဲပေါ့နော် grid mode ကတော့ F7 ဖြစ်တယ်တဲ့အဲ့လိုမျိုးလေးသူပြနေရပေါ့နော်